ကျွန်တော်ဒီခါမေးဘူးတယ်အကိုဆူတောင်းနေနဲ့အိမ်ငိုက်ဖူးလာတယ်ကျွန်တော်နှစ်ချင်းခရီးယန်အသင်းတော်များစုမှာကအထူးဆူတောင်းနေဆိုတာရှိတယ်အထူးဆူတောင်းဆိုရင်လူကြီးတွေကဆူတောင်းကြလေရှိတယ်လူကြီးဆိုတာအသက်50ဝန်းကျင်ပေါ့နော်အဲ့ဒီဝန်းကျင်ဆူတောင်းပြီဆိုရင်အနည်းဆုံးမိနစ်20ကနေနိုင်ရီပေါ့ဝန်းကျင်ကြာလေရှိတယ်ဆိုတော့ကျွန်တော်လည်းအိမ်ငိုက်တယ်လေကျွန်တော်တို့ကကလေးဘွားလေးတွေဆိုတော့အိမ်ငိုက်တယ်ဒါပေမဲ့အခုလည်းအိမ်ငိုက်ပါတယ်တခါလေဒါယူသားဆုံးဝန်ခံတာဒီလိုအထူးဆူတောင်းတွေမှာအိမ်ငိုက်ပြီးဆူတောင်းချက်တွေမှာအိမ်ငိုက်ပြီးဆိုရင်ဘာလုပ်ရမလဲလို့ပြောလို့ရှိတယ်ဒီလိုပြောလို့ဆူတောင်းတော့ကိုမယုံမသိလောက်တာမဟုတ်ဘူးเนาะကျွန်တော်ပြောချင်တာတချို့လည်းအတင်းတော့တခြားသောလူကြီးတွေလည်းရှိပါတယ်တင်းတော့လည်းတွေ့ကြမှာပါတင်းတော့တည်တိုင်းပါပဲဆူတောင်းနေနဲ့အသေးပေါက်ထားတာတော့တခါစကားပြောတာတော့လိုမျိုးတွေလည်းရှိတတ်ကြတယ်တချို့ကလေးတွေကတော့အိမ်ငိုက်တာပေါ့လူငယ်လေးတွေကတော့ဘာလုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်အဲ့ဒီအဖြေကျွန်တော်တရက်မှကျွန်တော်ရသွားတယ်ဆရာဒေးဗစ်လာပြောတဲ့အရာတင်းတို့ဆရာဒေးဗစ်လာပြောလဲဆိုတော့တင်းတို့ဆူတောင်းသူတပတ်ဆူတောင်းတော့2000နေနဲ့အိမ်ငိုက်လာရင်တဲ့ဒါမှမဟုတ်အတွေးကတခြားနေရာရောက်သွားရင်ကျွန်တော်ရှိရလေဆူတောင်းနေနဲ့ဒီလိုဆူတောင်းနေနဲ့ဘာဖြစ်လာလဲဆိုတော့အိမ်ကချက်တွေဝတ်တွေခေါင်းနဲ့ပေါ်လာတာနောက်ပြီးတော့မင်းညာကြည့်ထားတဲ့ကိုရီးယားကားလေးကခေါင်းထဲမှာပေါ်လာတာကိုရီးယားကားလေးကဇလန်ကြောင်းရလေးမင်းသားနဲ့မင်းသမီးနဲ့ချင်းတွေ့တဲ့အကြောင်းရလေးစသဖြင့်ဆိုတော့ဒီလိုຢာလေးတွေကျွန်တော်တို့ကတွေ့ပြီးဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဘာလုပ်ရမလဲဆိုရရအဲ့ဒီလိုမျိုးဆူတောင်းတဲ့ခါမှာကျွန်တော်တို့တခြားအတွေ့တွေခေါင်းနဲ့ပေါ်လာပြီးဆိုရင်ဘာလို့တင်လဲဆိုရအပေါ်မှာအထူးဆူတောင်းနေတယ်ကိုကအိမ်ငိုက်နေတယ်ဒါမှမဟုတ်ခေါင်းထဲမှာအိမ်ကဝတ်တွေကြက်တွေဒါမှမဟုတ်ကိုရီးယားမင်းသားမင်းသမီးအကြောင်းရတယ်ငငယ်ဆိုကျွန်တော်ကြံကြောင်းတွေရှိအဲ့လိုမင်းသားတွေအကြောင်းရတယ်တခြားအရာတွေခေါင်းထဲပေါ်ဘာလို့လဲဆိုတော့မျက်စိဖွင့်လိုက်မှန်တယ်မျက်စိဖွင့်လိုက်ပါဘာလို့ဆိုတော့တင်မထူးကြဘူးဗျာကျွန်တော်ပြောချင်တာသူများဆူတောင်းနေတယ်ဒါပေမဲ့တင်အတွေးမှာတင်ဖျားသခင်နဲ့တင်တဲ့ connection မရှိဘူးချိတ်ဆက်မှုရှိမနေတော့တင်တာအပူပဲဗျာကျွန်တော်ပြောချင်တာဘာလို့ကျွန်တော်ကိုယ်လည်းဖြစ်တယ်ကျွန်တော်ဆူတောင်းနေတဲ့အိမ်ငိုက်နေတာအိမ်ငိုက်နေတဲ့အရာကြီးကမျက်လုံးနှလုံးမှိတ်ထိုင်ပုတ်ပြီးအိမ်ငိုက်တယ်တင်မျက်စိဖွင့်ပြီးတော့တခြားကိုကြည့်လိုက်ဘေးပညာကြည့်လိုက်တင်အိမ်ငိုက်တော့တာဆိုရင်ဒါမှမဟုတ်လေဆူတောင်းနေတဲ့အချိန်မှာသူတစ်ပါးဆူတောင်းနေတဲ့အချိန်မှာတင်ခေါင်းထဲမှာကကြက်တွေဝတ်တွေကိုရီးယားဇလန်တွဲတွေဒါမှမဟုတ်မနေ့ကလောမဲ့ assignment တွေဖြေရမယ့်ဆောင်းမွေးတွေကြက်ထားတဲ့စာတွေခေါင်းနဲ့တခြားຢာတွေခေါင်းနဲ့ပေါ်လိုက်မျက်လုံးဖွင့်လိုက်ပါဘာလို့လဲဆိုတော့တင်းရဲ့ဆူတောင်းချက်ကဘယ်နေရာမှမရဘူးအထက်ကိုမတက်ဘူးဒါစက်တေးဗလာအပြင်ကျွန်တော်ရခဲ့တဲ့အရာတခုတကယ်မှန်တယ်တင်းမျက်လုံးတစ်လုံးမှိတ်လိုက်တဲ့အိမ်ငိုက်နေမှာပဲမျက်လုံးတစ်လုံးမှိတ်ထားရင်လည်းတင်းရအတွေးကကြက်တွေဝတ်တဲ့စီရောက်နေမှာကိုရီးယားဇလန်တွေရောက်နေမှာဘာမှမထူးဘူးလေဘာလို့မှလဲဒါပေမဲ့ဒီလိုမျက်လုံးနှလုံးမှိတ်ပြီးလို့ပြန်ပြီးတော့ sorry မျက်လုံးနှလုံးဖွင့်ပြီးလို့တင်ပြန်ပြီး connection တင်ပြန်ပြီး focus on နိုင်ပြီဆိုတော့ပြန်နဲ့တင်ပြန်ဆက်သွယ်ပါပြန်ပြီးဆူတောင်းပါအဖြစ်တစ်ခုတော့ရမယ်ထင်တယ်ကျွန်တော်ပြောချင်တာကျွန်တော်လာမေးဘူးလို့လေကျွန်တော်ငငယ်ရဖြစ်ခဲ့တာကိုဆူတောင်းနေတဲ့အချိန်မှာအိမ်ငိုင်းရင်ဘာလုပ်မလဲဆိုတာတကယ်နှစ်ရှင်းတင်းတော့တွေမှာအထူးဆူတောင်းနေရရှိတဲ့ကြတော့အရန်အေးလေးဆူတောင်းနေတော့ကိုယ်တွေလည်းအိမ်ငိုက်တယ်လေကလေးတွေလည်းကိုချင်းဖာလူငယ်လေးတွေကျွန်တော်ကြမေးချင်တာကမျက်လုံးဖွင့်လိုက်ပါဘာလို့ဆိုတင်းဆူတောင်းချက်ကပင်နေမှာမရောက်ပါဘူးဒီမြေကြီးအောက်မှာပဲရှိတဲ့တင်းဆူတောင်းချက်ကောင်းမှမတက်ဘူးတင်ဆူတောင်းအိမ်ငိုက်နေတော့မထူးမျက်လုံးဖွင့်လိုက်ပါနောက်ပြီးတော့တင်ဆက်ကြည့်တော့ပြီဆိုတော့ဖျားသခင်စီမှာပြန်ပြီး focus လုပ်ပါပြန်ပြီးတော့ဆူတောင်းပါပြန်တိုးဝင်ပါဒါဆိုရင်တော့အဖြေတစ်ခုတော့ရမယ်လို့ယူဆတယ်ဖျားသခင်ဆက်လက်ဖွင့်ပြပါစေ